မင်္ဂလာပါဒီသင်ခန်းစာရဲ့ခေါင်းစဉ်ကတော့ EMA ဖောက် retest sound ဆိုတဲ့သင်ခန်းစာဖြစ်ပါတယ်ကျွန်တော်တို့စပြီး trade ကြတဲ့ beginner တွေအနေနဲ့ပေါ့နော်ဒါကျွန်တော်တို့အရင်တော့ဆိုရင်ဘာမှမသိဘဲနဲ့ trade ခဲ့တယ်အခုနည်းနည်းလေးသိလာပေါ့နော်သိလာတဲ့ဟာလေးတွေကိုဒီမှာမှတ်သားတာဖြစ်ပါတယ်ဒီ video ကြည့်မိတဲ့ beginner trader တွေဆိုရင်လည်းဒါနမူနာယူနိုင်အောင်လို့ထားတာဖြစ်ပါတယ်အဲ့တော့ပထမဆုံးဆိုရင်ဒါကျူပေါ့နော်ကျူဆိုရင် EMA ဖောက် retest sound ဆိုတာဘယ်ဟာကိုပြောချင်တာလဲဆိုတော့ကျူဈေးတွေတောက်လျှောက်တက်သွားတယ် okay ဒါအဲ့မှာသူနောက်ဆုံး support zone resistance ဇုံကိုရောက်သွားတဲ့အချိန်မှာသူပြန်ကျသွားတယ်။ကျသွားပြီးတော့ပြန်တက်လာတယ်။ 9 EMA ကိုထိပြီးပြန်တက်လာပြီမဲ့ဒုတိယတက်လာတဲ့ဟာဒီပထမဟာကိုမမီနိုင်တော့အဲ့မှာလည်းတောက်လျှောက်ဈေးကျသွားပါတယ်။ဟုတ်ပြီဒီမှာအမျက်ယူကြတယ်ပေါ့နော်အမျက်ယူပြီးရောင်းကြတယ်။အဲ့တော့ဒီနေ့ကအတက်နေ့ဖြစ်တဲ့အတွက်เนาะဒါ green day ဖြစ်တဲ့အတွက်ဒါပြန်ပြီးတော့ဒါကို counter ပြန်လိုက်ဖို့ဒုတိယတစ်ချိန်ဒုတိယ second wave ကိုလိုက်ဖို့ချောင်းကြတယ်ပေါ့နော်ဒီလိုချောင်းကြတဲ့အခါမှာဘာဖြစ်လဲဆိုတော့ဒီနေရာမှာစိမ့်တွေတစ်ချက်ဝင်တယ်ဝင်ပြီးလို့ရှိရင်သူဆက်မတက်သွားဘူးပြန်ကျသွားတယ်ပြန်ကျသွားပြီးတော့ဒီနေရာမှာတကယ်giant candle တစ်ခုပေါ့နော်အစိမ်းရောင်အချောင်းတစ်ချောင်းပေါ်လာတယ်ဒါအဝယ်တွေထပ်ဝင်လာပြီပေါ့နော် okay ဒါဆိုရင်တော့ဟုတ်ပြီအဲ့ဒီအချိန်မှာဒီမှာ EMA ကိုဖောက်သွားပါတယ်9 EMA နဲ့20 EMA ကိုနှစ်ခုစလုံးကိုဖောက်သွားတယ်ဖောက်သွားပြီးလဲပြီးရောသူကဒါ retest ပြန်ပေးပါတယ်အဲ့တော့ EMA ဖောက် retest sound ဆိုတာဒီမှာ EMA ကိုဖောက်သွားပါပြီ retest ဆိုတဲ့ဒီဟာအောက်ကိုပြန်ထိရမယ့်အချိန်တစ်ခုကိုကျွန်တော်တို့စောင့်ရပါတယ်အဲ့တော့ retest sound ဆိုတဲ့တချောင်းပြန်ဆင်းလာတယ်ဒီမှာ green candle အစိမ်းအသေးလေးပေါ်ပြီဒါဟာတကယ်ကိုဝင်တဲ့ candle ပါပဲ doji candle လည်းဖြစ်တယ် doji ဆိုတာအသေးလေးပေါ့နော်တူလိုပဲ hammer လို့လည်းခေါ်တယ်အဲ့တော့ဒီ doji candle ဝင်တဲ့အချိန်ကတော့ဒါဝင်ဖို့အကောင်းဆုံးအချိန်ဖြစ်ပါတယ်တကယ်လို့ဒီမှာမမီခဲ့ရင်လည်းဒီတချောင်းထပ်ပြီးတဲ့အချိန်မှာတော့ဒါလုံးဝတေချာသွားပါပြီရှေ့ကကန်တယ်ထက်လည်းသူကကြော်တယ်ပြီးတော့ရှေ့မှာလည်းဒီအစိမ်းရောင်ကန်တယ်ပေါ်ထားပြီးပြီဖြစ်တဲ့အတွက်ဖြစ်တာတစ်ချက်ပေါ့နော်ဒုတိယတစ်ချက်ကတော့ဒီရှေ့မှာရှိတဲ့အစိမ်းနှချောင်းဒီ spike ကိုလည်း spike ဆိုတာဒီအချွန်လေးကိုလည်းဒီဟာက break out လုပ်သွားပါပြီဖောက်သွားပါပြီဒါကြောင့်မလို့ဒီမှာဝင်ဒီဒိုဂျီမှာဝင်တဲ့နဲ့မဝင်နိုင်ရင်တော့ဒီမှာဝင်တာအကောင်းဆုံးပါပဲအဲ့ဒါဆိုရင်ဒါဈေးနှုန်းက331ဖြစ်ပါတယ်เนาะအဲ့တော့အဲ့မှာဝင်လိုက်မယ်ဆိုရင်ဘယ်အထိလိုက်လို့ရလဲကျွန်တော်တို့333အထိလိုက်လို့ရပါတယ်เนาะဒါဆိုရင်ဒီမှာအမှန်အနည်းဆုံး2ချက်လောက်ကျွန်တော်တို့ညှက်နိုင်ပါတယ်အဲ့တော့EMA ဖောက် retest sound ဆိုအဲ့ဒါကိုပြောတာပါအဲ့တော့ဒီရောက်ပြီးသွားလို့ဒီလိုအနီတောက်လျှောက်ပြန်ဆင်းသွားရင်တော့ဒါကိုရောင်းခြင်းရောင်းလို့ရပြီပေါ့နော်ဒီညမှာဆိုရင်လည်းဒီလိုကျသွားပြီဆိုရင်ရှေ့ရဟာကိုမဖောက်နိုင်တော့ဘူးဆိုရင်ဒီ resistance ဇုံကိုမဖောက်နိုင်ဘူးပြန်ဆင်းတယ်ဆိုရင်ဒါရောင်းလို့ရပါတယ်ဒါကိုထိတာနဲ့ရောင်းခြင်းရောင်းလို့ရပါတယ်နော် okay အဲ့ဒီကနေပြီးတော့တစ်ခါပြန်ဆင်းတယ်ဒုတိယတစ်ချိန်လိုက်ချင်တယ်ဆိုရင်လည်းကျွန်တော်တို့ကြည့်လို့ရတယ်ဒီမှာ EMA ဖောက်သွားပြီဒီချိန်မှာတော့ဒီကောင် retest တော့မပေးတော့ဘူးရှေ့မှာလည်းပြထားပြီးပြီ哦ဒီကမပေးတာမျိုးလည်းရှိတတ်တယ်ပေါ့နော်ဒါပေမဲ့ဒီလိုဖောက်သွားပြီဒီမှာလည်းရှေ့မှာလည်းဒီကောင်က9 EMA 20ကို cross တာမဖြစ်ခဲ့ဘူးဆိုလို့ရှိရင်ဒါကဝင်လို့ရပါတယ်ဒီလိုမျိုးအောက်ကို cross သွားပြီဆိုမှသာလျှင်မဝင်တာကောင်းပါတယ်ဒီလိုမျိုးဆိုလည်းဝင်လို့ရပါတော့ဒီမှာဆိုလည်းအနည်းဆုံးတစ်ချက်လောက်ရမယ်ပေါ့ဒါကတော့ဈေးအတက်ကိုပြတာပါโอเคဒီမှာဝင်တာကတော့ဒါအားမပေးပါဘူးဟိုမဖြစ်မနေမှသာလျှင်ဟလာအရင် trade ချင်တဲ့သူဆိုတော့လည်းတစ်မျိုးပေါ့လေဒါပေမဲ့တကယ်အကောင်းဆုံးနေရာတော့ဒီမှာဖြစ်ပါတယ်ဒါဒီအကောင်းဆုံးနေရာတော့မဟုတ်ဘူးsecondary ပေါ့လေနော် secondary လောက်တော့ရှိမယ်ဒီကောင်ကတော့ဒါအကောင်းဆုံးနေရာဖြစ်ပါတယ်ဒါ EMA ဒီလိုဖောက် retest ကိုစောင့်ဝင်ပြီးရင်အမျက်ယူလိုက်ပြီးရင်ဖြတ်ချလိုက်ရင်ရပါပြီเนาะအဲ့တော့ဒါကခေါ်ဖို့အတွက်မှာ EMA ဖောက် retest ဆောင်ဆိုတဲ့ခေါ်သင်ခန်းစာဖြစ်တယ်အဲ့တော့ပုတ်မယ်ဆိုရင်လည်း put option အတွက်ဆိုရင်ဒီမှာ NPIS ကိုကြည့်လို့ရပါတယ် MPIS ဒီတောက်လျှောက်ဈေးတွေအကုန်တက်သွားတယ်တက်သွားပြီလည်းပြီးတော့ဒီမှာဆိုရင်ဈေးတက်လာတဲ့ 9EMA ကိုထိတယ်20ကိုမဖောက်ဘူးကင်ထားလို့ရသေးတယ်ဒါပေမဲ့ဆက်တက်သွားတယ် okay ဒါပေမဲ့ဒီမှာ 20EMA ကိုလုံးဝကြီးဖောက်ချသွားပါပြီဖောက်ပြီးတော့မှအောက်ကိုဆင်းသွားပြီဆင်းသွားတဲ့အချိန်မှာဒီရှေ့မှာရှိခဲ့တဲ့เนาะဒီအဲ higher low ပေါ့နော်ဒီ higher low ကိုပဲဒီကောင်ကဖောက်သွားပြီ lower low ဖြစ်နေပြန်ဖန်တီးသွားပါတယ်เนาะဆိုတော့ဒီလိုဖန်တီးသွားပြီ okay ထားဒီမှာ20 EMA ကိုလည်းဖောက်သွားပြီအဲဆို EMA ဖောက် retest ဆောက်သူကြတာမှာကြပြီဆိုပြီးကျွန်တော်အသေးအတန်ဈေးကြီးပြီးလိုက်ဝယ်စရာမလိုပါဘူးမဝယ်ဘဲနေလို့ရ retest ဆိုရလာတဲ့အချိန်တစ်ခုကျွန်တော်စောင့်မယ်စောင့်လို့ရဒီနေရာမှာ retest ပေးပြီဆိုရင်တော့ဒါဝင်လို့ရပြီဘာလို့ဆိုတော့ဒီမှာဝင်လိုက်ပြီဆိုတာနဲ့ဒီမှာလည်း crop ပြီဖြစ်တဲ့အတွက်ဆက်ပြီးတော့သူဟာဆင်းပါပြီအဲကြောင့် EMA ဖောက် retest ကိုစောင့်ပြီးတော့ market option ဝင်မယ်ဆိုရင်ကျွန်တော်တို့ဆက်ပြီးတော့လိုက်သွားလို့ရတယ်ဘယ်ထိလိုက်မလဲဆိုတော့ဒီမှာ 9EMA ကိုမထိဘူးအဖြူ line လေးကိုမထိဘဲနဲ့ဆက်ဆင်းတယ် okay
မှာအနီလိုင်းကိုလာထိဒီအနီလိုင်းကိုမဖောက်မချင်းကျွန်တော်တို့ဝင်လို့ရပါတယ်စောင့်လို့ရပါတယ်နော်စောင့်ပြီးတော့ရောင်းလို့ရပါတယ်အဲ့တော့ဒီအနီလိုင်းကိုမထိဘူးမထိဘဲနဲ့20 EMA ကိုမထိဘဲနဲ့ဆက်ဆင်းတယ်နောက်ဆုံးဒီထိဆင်းသွားတယ်ဆင်းသွားပြီးတော့မှဒီမှာတစ်ချက်လာထိတယ်မရောင်းချင်မရောင်းလို့ရသေးတယ်ဒါပေမဲ့ဒီလိုလာပြီးတော့ဒုတိယတစ်ချိန်ဒီလိုထိပြီဆိုဒီမှာရောင်းချင်ရောင်းလိုက်လို့ရပါပြီတကယ်အကောင်းဆုံးရောင်းရမယ့်နေရာတော့ဒီနေရာပေါ့လေဒါပေမဲ့ကိုကမသိဘူးကဲအေးစစ်စစ်စောင့်မယ်ဆိုဒီလို double touch ဖြစ်တဲ့အချိန်ဒီနေရာကတော့ဒါကရောင်းလို့အကောင်းဆုံးချိန်ဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီ zone ကိုမကြော်တော့ဘူးဒီကောင်ကိုဖောက်ပြီးထပ်မဆင်းတော့တာဖြစ်တဲ့အတွက်ဟုတ်လားဒီမှာရောင်းလိုက်မယ်ဆိုရင်ဒီမှာဒါ20 EMA ကိုဖောက်ပြီးတော့ဒီကောင်ပြန် attack ကိုပြသွားပါပြီဒီ design ကတော့ဒါမနက်ဖြန်တက်မယ်ဆိုတဲ့ design မျိုးပေါ့နော်တက်ချင်လဲတက်မယ်တက်ချင်မှလည်းတက်မယ်ဒါပေမဲ့တက်ဖို့များတယ်ပေါ့ဒါပေမဲ့ဒါက put option ဆိုရယ်ဈေးအကျအတွက်ကိုကျွန်တော်တို့ဝယ်မယ်ဆိုတော့ EMA ဒီလိုဖောက် retag ကိုဒီလိုစောင့်ပြီးတော့ဒီမှာဝင်လိုက်မယ်ဆိုရင်တော့ဖြင့်ကျွန်တော်တို့ဘယ်နှကြက်လောက်မြတ်မလဲဆိုရင်နော်ဒီအစိမ်းကန်တဲ့နှစ်ချောင်းအပြီးမှာပေါ့နော်ဝယ်မယ်နှစ်ချောင်းလောက်မှာကိုဝယ်မယ်ဆိုရင်ကိုရတယ်ဒါမို့တစ်ခါတည်းပြန်နေတဲ့အချိန်မျိုးဝယ်မယ်ဆိုလည်းရပါတယ်နောက်ဆုံးမမီလို့ဒီနားဆိုရင်လည်းရပါသေးတယ်နော်ဒီကန်တဲ့တစ်ချောင်းအပြီးမှာစောင့်ပြီးဝယ်မယ်ဆိုလည်းရပါတယ်261သို့မဟုတ်260ဒီမှာဝယ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဘယ်လောက်ထိစောင့်ပြီးရောင်းလို့ရလဲဆိုတော့ဒီမှာ248ထိစောင့်ရောင်းလို့ရအနည်းဆုံး12ကျပ်ဈေးကျတဲ့အထိကိုစောင့်ပြီးတော့ရောင်းလို့ရပါတယ်เนาะဒါကြောင့်မလို့ EMA ဖောက် retest စောင့်ဆိုတဲ့ဒီသင်ခန်းစာလေးကိုအားလုံးသိရှိနိုင်ဖို့ကိုယ်တိုင်လည်းမှတ်သားနိုင်ဖို့အတွက်မှတ်တမ်းတင်ခြင်းဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်